sponsor code ကိုကျွန်တော် manage လုပ်ဖို့အတွက်အရင်ဆုံး sponsor တစ်ခု create လုပ်ဖို့လိုပါတယ် sponsor ဆိုတာမှာကျွန်တော်တို့ NGO တွေဖြစ်နိုင်တယ်လို့မျိုးဒီအလုပ်ရှင်တွေနောက် insurance code တွေစတဲ့ဟာတွေကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ပထမဆုံး sponsor information တွေဖြည့်ပြီးသွားပြီဆိုရင်သူ့ရဲကိုနှိပ်ပြီးတော့မှ code တွေကိုကြည့်လို့ရပါတယ် code မရှိသေးဘူးဆိုလို့ရှိရင်တော့ new code ကိုအသုံးပြုပြီးတော့မှနောက်ထပ် code တစ်တွေဖန်တီးလို့ရပါတယ်အဲ့တော့အဲ့ဒီ code မှာဆိုရင်အမျိုးအစားရှိပါတယ်ပထမတစ်ခုကတော့ discount type ပေါ့နော်အဲ့ဒီမှာ 100% ပေးမလားသို့မဟုတ်ဒါကိုကြိုက်တဲ့ percentage ကိုပေးမလားဆိုတာမျိုးတွေသတ်မှတ်လို့ရတယ်နောက်ပြီးတော့ usage type မှာဆိုလို့ရှိရင်လည်းအားလုံးအတွက်ကိုဒီ code ကပေးထားမှာလားဒါမှမဟုတ်ရင်လူတစ်ယောက်ချင်းအတွက်ကိုပေးမှာလားအဖွဲ့တွေကိုပဲပေးမှာလားဆိုတာမျိုးကျွန်တော်ရွေးလို့ရပါတယ်နောက်ပြီးတော့ဒါကိုဘယ်နှကြိမ်သုံးဝင်ပေးမှာလဲပမာဏဘယ်လောက်အထိစုစုပေါင်းသုံးဝင်ပေးမှာလဲဆိုတာမျိုးတွေကိုသတ်မှတ်ထားလို့ရပါတယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်နောက်တစ်ခုထပ် create လုပ်ကြည့်မယ်ဒီတစ်ခါတော့လူဒီ patient တယောက်ချင်းစီကိုပေးတဲ့ sponsor code ကိုစမ်းကြည့်တာပေါ့ဒါကိုတော့ကျွန်တော် 100% ပေးထားမယ် individual invoice only ကိုရွေးပြီးတော့မှစုစုပေါင်း3သိန်းကိုသုံးဝင်ပေးထားပါမယ်နောက်ဆုံးတစ်ခုမှာတော့သက်ဆိုင်ရာ patient တယောက်ထဲကိုပဲ assign လုပ်ထားတဲ့ code ကိုကျွန်တော်တို့ create လုပ်ပါမယ်โอเคပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ assignment အောက်ကိုတွားကြည့်ဖို့လိုတယ် assignment ဆိုတာကဒီ code တစ်ခုကိုဘယ်သူ့ကို assign ပေးမလဲဆိုတာမျိုးကိုသတ်မှတ်ပေးလို့ရပါတယ်အဲ့တော့ specific patient ကိုရွေးပြီးတော့ရှိထားတဲ့ patient တယောက်ကို select မှတ်လိုက်မယ်အဲ့ဒီနေရာမှာ group ကိုလည်းကျွန်တော်တို့ရွေးလို့ရပါတယ်ပြီးသွားရင်တော့အဲ့ဒီ code ရဲ့အောက်မှာသက်ဆိုင်ရာ patient ကိုမြင်ရပါလိမ့်မယ်ဒါဆိုရင်တော့ဒီ code တွေကိုစပြီးတော့သုံးလို့ရနေပါပြီစမ်းကြည့်ဖို့အတွက်ကို patient တယောက်ကိုကျွန်တော်ရွေးလိုက်ပါမယ်အဲ့ဒီ patient ရဲ့ encounter တွေကိုတွားပြီးတော့မှအဲ့ထိတ်မှာရှိရဲ့ billing ဆိုတဲ့ဟာကိုတွားနှိပ်ရပါတယ်ဒါဆိုရင်တော့ဒီ patient ကြည့်ထားတဲ့ visit အတွက်ကိုသက်ဆိုင်ရာငွေချေလွှာကိုကျွန်တော်တို့သုံးလို့ရပါတော့မယ်အဲ့ဒီမှာကြိုပြီးတော့ပြင်ထားတဲ့ catalog ပေါ့နော်အဲ့ဒါကြီးကိုသုံးလို့ရတယ်လို့မျိုးကိုဘာသာမပါဘူးဆိုလို့ရှိရင်အခုတစ်ခေါက်အတွက်ကိုထပ်ဖြည့်ပြီးတဲ့ catalog လို့မျိုးကိုလည်းကျွန်တော်တို့သုံးလို့ရပါတယ်ဆိုတော့အဲ့မှာထည့်လိုက်တဲ့amount အတိုင်းဒီအောက်မှာပေါ်လာပါလိမ့်မယ်ပြီးတော့စုစုပေါင်း total ဘယ်လောက်ကျသလဲဆိုတာကိုပြတဲ့ဒီ site bar လေးမှာပဲတခါတည်းပြပါလိမ့်မယ်အဲ့တော့တစ်စိမ့်ပြီးတစ်ဆင့်ဆက်သွားတာ ਨੇ အဲ့မှာ coverage and discount ဆိုတာလေးကိုမြင်ပါလိမ့်မယ်လောလောဆယ် available ဒီ patient အတွက်သုံးလို့ရနေတဲ့ code 3ခုကိုမြင်ပါလိမ့်မယ်ဒုတိယနှစ်ခုကတော့စောနာကကျွန်တော်တို့ create လုပ်ထားတဲ့ code တွေဖြစ်ပါတယ်အဲ့ထဲကတစ်ခုကိုကျွန်တော်ရွေးလိုက်မယ် individual only ကိုရွေးလိုက်လို့ validate လုပ်တယ်ပြီးတော့ valid ဖြစ်တယ်ဆိုရင် apply လုပ်လို့ရမှာပြီးသွားပြီဆိုတာ ਨੇ အဲ့မှာသုံးထားတဲ့ဟာပေါ်လာပါလိမ့်မယ်ပြီးတော့ preview ကိုကြည့်ပြီးတော့မှ invoice လေးကြည့်ရမျိုးတွေနောက် Bluetooth printer နဲ့ချိတ်ပြီးတော့မှဒီ invoice ကို print လုပ်တာမျိုးတွေလည်းအသုံးပြုလို့ရပါတယ် sponsor တွေကိုပြန်သွားကြည့်ရဆိုရင်အဲ့ဒီ code ကိုသုံးထားတဲ့အရေးအတွက်ကိုမြင်ရပါလိမ့်မယ်ဆောင်းနာ inti only ကိုသုံးထားတယ်စုစုပေါင်း9015ကျပ်သုံးထားတာမျိုးကိုမြင်ရမယ်အဲ့တော့claim တွေကိုသွားကြည့်ရဆိုလို့ရှိရင်လည်းဒီ code ကိုဘယ်သူကဘယ်ချိန်က claim သွားသလဲဆိုတဲ့ဟာမျိုးကိုမြင်နေရပါလိမ့်မယ်သူနဲ့သက်ဆိုင်ရာ invoice ကိုပါတခါတည်းဆက်ပြီးတော့ကြည့်လို့ရပါတယ်